အင်းလေးကန်ဒေသရဲ့ရိုးရာအတတ်ပညာတစ်ခုဖြစ်တဲ့ C4 လိတ်တဲ့လုပ်ငန်းတစ်ခုရဲ့ short film လေးဖြစ်ပါတယ်ဘလို့လောက်ကင်ကြလဲဆိုရင်အပြင်ဘက်ကိုတနက်ဖက်ရွက်နဲ့ရစ်ပတ်ပြီးအတွဲမှာဆေးရွက်ကြမ်းကိုထည့်ပါတယ်လက်ထဲမှာကင်လို့အဆင်ပြေအောင်ပြောင်းမှုခွန်နဲ့လှုပ်ထားတဲ့ဖင်စီကမ်းပေါ့နော်စကားဖစ်တာလဲပါဝင်ပါတယ်လိတ်တဲ့အခါမှာလဲပလတ်စတစ်ပြားပါတဲ့လက်ကင်တုပ်ချောင်းကိုတုံးပြီးဇောဆက်ထားတဲ့ဆေးထည့်ပြီးရင်အလိတ်ဖြစ်အောင်လိတ်ပါတယ်ကော်ကက်ဖရွက်ထိတ်ကိုဖြက်ကြာဘူးထိုးပြီးရင်အရှိအရွယ်စားကိုတိုင်းပြီးဖင်စီကံဖြတ်ထုတ်ရပါတယ်အဲဒီနောက်မှာတော့ဒစိတ်ကက်လိုက်ပါတယ်အလိတ်ပေါင်း90စီး100စီးစီးပြီးဈေးကွက်မှာရောင်းချကြပါတယ်ဒါဟာမျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းထိမ့်သိမ်းလာတဲ့အင်းလေးဒေသရဲ့လက်ရမြောက်တဲ့အတတ်ပညာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာကဲဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်လိုက်ရအောင်နော်ဖြစ်ဖြစ်မိုက်ခရိုမီအောင်ဇုံးမအောင်လည်းနည်းနည်းလောက်ရှားနေကဲရှင်းလိုက်ကြလိုက်ကြည့်ရအားကျိုးကျူးကြာပြီတော့တိတ်ပြီတော့အားလို့ဆိုတော့အားလည်းငါတို့မှအဲ့ဒီလောင်းကိုလည်းစိတ်ကူးပြပြချင်းဖြတ်အောင်အမအဖို့ဟောချောင်းကျူးတဲ့နေရာမှာလောကဥစားမနဲ့ကိတဲ့ဟာလားပုံကိတဲ့ကနေနေကြည့်ရမှာရောင်းတဲ့ကိတဲ့လေခန့်တော်လေးလောက်တဲ့တေချာလက်တဲ့ပြုတ်ကြတဲ့ဟာပါလားနော်လေကိုတက်လောလေတဒါအေးအဲ့တော့ပြန်တော့မယ်နောက်မှအစ်စ်လာမယ်နော်အေးအဖွဲလေးမဆောင်ရတာကြာပြီအော်အေးမဆုံးတယ်นี่အော်မတွေ့လိုက်ရဘူးဘယ်တော့လို့ဒီကောင်းတဲ့တိုင်ဘယ်လိုလဲလားလမ်းကြလဲတိုင်ဖြူးနေတော့တောင်းဖို့ဟိုတော့မှချုံပေါ်တယ်ကစိတ်ကြီးဘိန်းတလီစဉ်းစားရအောင်လေကြည့်ဒီကဲကမဲ့သူကိုတော့ဟုတ်ဟဲ့မော